ကျွန်တော်တို့စဉ်းစားထားတာလေးကfuture of Myanmar student music ဆိုတာကျွန်တော်တို့ကိုတို့ကရှေ့မီနောက်မီပေါ့နော်ခုနက Playboy တို့နော်ဟိုတို့လည်းမိလိုက်တယ်ကိုမင်းမင်းလိုက်ကြီးတို့နော်ကို Austin Xavier တို့ကိုသိန်းနိုင်ကြီးတို့အကုန်လုံးမိလိုက်တယ်ကို Reggie တို့အဲ့ဒီကနေအခုနော်နောက်ပေါက်တွေလည်းကိုတို့ IC တို့အထိနော်ကိုချစ်စမောင်တို့အထိအားလုံးဆိုတော့ကိုတို့ဒီနှစ်ပေါင်း46နှစ်အတွင်းမှာကိုတို့မြင်တဲ့ဟာတွေနဲ့ကျွန်တော်ဗမာပြည်ရဲ့ future studio music ပေါ့နော်နောက်ထပ်နှစ်50ဘယ်လိုဆက်သွားကြမလဲအခုပဲ studio နှစ်ကတော့50ပြည့်သွားပြီပေါ့နော်ဆိုတော့အဲ့ဒီအကြောင်းလေးကျွန်တော်ကြားရင်ပါတယ်ကိုတို့စီကကိုတို့ဘယ်လိုထင်လဲကိုတို့ဘယ်လိုမြင်လဲဆိုတာကျွန်တော်ဟိုပေါ့ကိုရီမဲပဲကျွန်တော်စလိုက်မယ်အခုကိုကနော် Australia မှာလည်းကျွန်တော်တို့ဒီ Bollywood concert တွေသူတို့ Suroi line လဲကို professionally ဝင်တီးပေးတယ် music နဲ့လည်းအခုချိန်ထိနော်ဆက်တယ်မပြတ်ဘူးပေါ့ကိုအဲ့တော့ကိုအမြင်ပေါ့နော် your personal point of view ဒီမြန်မာ studio လောကအနေနဲ့နောင်လာမဲ့နှစ်10နှစ်50ကိုရဲ့ဆန္ဒလေးပေါ့ကိုဘယ်လိုမျိုးမြင်လဲကိုသူတို့ဘာလေးလုပ်တင်လဲကိုနိုင်ငံပေါင်းစုံရောက်ဘူးတယ်နိုင်ငံပေါင်းစုံမှာတီးဘူးတယ်ကိုဘန်ကောက်မှာလည်းအကြာကြီးတီးခဲ့တယ်ဆိုတော့ကိုရဲ့international experience ကိုမှမတည်ပြီးတော့ပေါ့နော်ကိုဘယ်လိုမျိုးပြောလို့ပါလဲနောင်လာနောက်သားတွေဟုတ်ကဲ့ so ကျွန်တော်ငငယ်တုန်းကပေါ့နော်ငငယ်တုန်းကကျွန်တော်တို့ဗမာပြည်ကနေနိုင်ငံခြားကိုသွားပြီးတော့တီးဝိုင်းလိုက်သွားပြီးတော့အလုပ်လုပ်ဖို့ဆိုပြီးတော့ဟိုလူတွေပြောတာကြားဘူးတာတော့ The Elf ပေါ့နော် The Elf ကိုစင်ကာပူလာမလေးရှားလာနိုင်ငံတစ်ခုကနေ contract ပေးမယ်တဲ့သူတို့သွားပြီးတော့အဲ့ဒီမှာသွားနေပြီးတော့ကိုတီးရမယ်ပေါ့ဗမာဝိုင်းတစ်ဝိုင်းလုံးကိုငှားသွားမယ်ဆိုတော့ဆိုသူတို့ပြောတာတွေကြားတာပေါ့နော်အဲ့မှာသူတို့ contract ရဲ့ဟိုသဘောတရားရဲ့တပတ်ကိုတစ်ချိန်အသစ်ဘယ်နှပုတ်တီးပေးရမယ်သူ club မှာ or function မှာ or ပေါ့နော်အဲ့သူတို့ requirement မှာပါတယ်တဲ့ဆိုတော့ contract မှာသူတို့လုပ်နိုင်ပါတယ်ပေါ့တပတ်ကိုတစ်ချိန်အသစ်ဘယ်နှပုတ်လုပ်ပေးနိုင်ရမယ်ဘယ်နည်းချင်းတိုက်ရမယ်အခချင်းကိုဘယ်လောက်ရမလဲအဲ့လိုမျိုးစကားတွေပြောခဲ့တဲ့ဟာတွေရှိတယ်တိုးတော်လည်းအဲ့ဒီအစီအစဉ်ကမဖြစ်လိုက်ပြန်မဖြစ်ဘူးတခါနောက်ထပ်ဖြစ်တာကတော့ Playboy ပေါ့ Playboy ကိုသားနိုင်တို့တစ်ဖွဲ့လုံးကကိုသားနိုင်ကတော့ Australia ကိုသွားတာပါ။ကျန်တဲ့တီဝိုင်းတစ်ဖွဲ့လုံးကယိုဒီယာမှာသွားပြီးတော့ကိုမင်းမလကြီးဥဆောင်ပြီးတော့သွားပြီးတော့သူတို့ Asia Hotel မှာသွားပြီးအလုပ်လုပ်ဖို့သူတို့ကမ်းလှမ်းခံရတော့ Playboy တစ်ဖွဲ့လုံးထွက်သွားကြတယ်။ထွက်သွားတော့ Playboy ကယိုဒီယာမှာ first time တီးတဲ့အခါမှာသူတို့လက်သံကတော့ I'm sure ကောင်းပါပါ။သို့တော်လည်းယိုဒီယာတွေကဟို perform လုပ်တဲ့ပုံစံကကျွန်တော်တို့ဒီမှာလို့ notes တွေကြည့်ပြီးတော့စင်ဘုံရပုတ်ဂျာမှာ gap ကြီးတွေဖြစ်နေပြီးတော့စကမာတယောက်ကိုတယောက်ကြည့်ပြီးတော့ဟိုအလုံးမလားဒီအလုံးမလားဆိုတဲ့အချိန်ဆွဲတာတွေမရှိဘူးဗျဟိုက performance တွေကတောက်နဲ့သွားတာတပုတ်ပြီးတော့က non stop သွားနိုင်တယ်ပြီးတော့ဟိုဒီ band နဲ့ကူးတဲ့အချိန်မှာလည်းတို့ကအရမ်းမြန်အောင်လုပ်နေကြတယ်ဆိုတော့ကျွန်တော်တို့ Playboy အဖွဲ့ကယူဒီယာမှာတော့ perform လုပ်တဲ့ခါမှာတို့အများပြိတ္တကတော့ဗမာတွေကလာကြည့်ကြတာပေါ့နော်ယူဒီယာမှာရှိဗမာလာကြည့်ကြတယ်နောက်အဲ့ hotel ရဲ့ manager တွေဘာတွေကလေ့လာနေတာပေါ့ဗမာပြည် first time ရောက်လာတဲ့ band ဘယ်လိုဖြစ်မလဲဆိုတော့ဒါပေမဲ့ဟိုထင်တယ်လို့ဟိုမအောင်မြင်ဘူးပေါ့နော်ဟို performance ဘိုင်းမှာဟာနေတာတွေရှိတယ် notes ကြည့်နေကြတာတွေရှိတယ်တပုတ်နဲ့တပုတ်ကြားမှာ gap တွေဖြစ်နေတယ်ဒီဘိုင်းတစ်ခုအခုပြောင်းမှမမြန်ဘူးပြီးတော့နောက်တစ်ခုရှိတယ်ကျွန်တော်လက်ပေါက်ဆန်းတဲ့အကျင့်တွေရှိတယ်ကျွန်တော်ဗမာပြည်ကအဓိသမားတွေကလက်ပေါက်ဆန်းကြတယ်တပုတ်နဲ့တပုတ်ကြားမှာငြိမ့်မနေဘူးဗျကိုတောင်းတင်းလေးတွေတီးကြရတာနဲ့ကျူတင်လေးလုပ်နေတာနဲ့ဒါမျိုးလုပ်တဲ့ unprofessional ဖြစ်နေတဲ့ဟာတွေကယူရီးယားမှာတော့ဖြစ်ကောဖြစ်တော့သူတို့ contract ဒီတခါတည်းရသွားတယ်လို့ကျွန်တော်ကြားတယ်ဟုတ်ချင်မှဟုတ်မယ်အခုလက်ရှိရှိနေပါသေးတယ်ကိုကျော်နိုင်တို့နော်ကြည်ဝင်းတောင်းတို့ကလွတ်ခဲ့တာဟုတ်ဆိုတော့သူတို့အတွေ့အကြုံတော့ကျွန်တော်မသိဘူးတိုးတော့ကျွန်တော်ပြန်ကြားရတာပေါ့နော်ဆိုတော့အဲ့လိုမျိုးတွေဖြစ်ကုန်တယ်လို့ကျွန်တော်ကြားတယ်ဆိုတော့ကျွန်တော်ဗမာပြည်က musician တွေဒီ professional အဆင့်ဖြစ်ဖို့နိုင်ငံခြားနဲ့စံချိန်မီဖို့ဆိုတော့ကျွန်တော်အများကြီး preparation တွေအများကြီးလိုပါသေးတယ်အခုတော့မသိဘူးဒါဟိုတုန်းကပြောတာလွန်ခဲ့တဲ့နှစ်30က40အကြောင်းကိုပြောနေတာဆိုတော့လေဆိုတော့ကျွန်တော်ကယူဒီယာကိုလည်းရောက်သွားတယ်ရောက်သွားတော့လည်းအဲ့မှာယူဒီယာမှာစပြီးတော့musician တွေနဲ့စတွေ့တယ်သူတို့တွေဒီprofessional တွေမဟုတ်ဘူးကျွန်တော်တွေ့ရတဲ့လူတွေကတာမန် pub တွေမှာတည်ရတဲ့လူတွေသူတို့တွေဒီအရင် entertain လုပ်တတ်တယ်သူတို့က
ကျင့်ထားတယ်ပေါ့နော်သူတို့တချင်းတွေကိုကျင့်ထားတယ်ကျွန်တော်ဗမာပြည် musician တို့စာရွက်ချင်းတွေတီးတာမဟုတ်ဘူးသူတို့တချင်းတွေကိုတတ်တယ်ဗျစာသားရအစတချင်းတွေအားလုံးတတ်တယ်တညစာအကုန်အလွတ်ရတယ်အလွတ်ပဲတီးတာဆိုတော့သူတို့တီးပြီဆိုလို့ရှိရင်ဟို mutual မှုနဲ့ဒီသူတို့ရဲ့ performance ကအရင် lively ဖြစ်တာပေါ့နော်အဲ့ဒါတွေကိုကျွန်တော်သတိထားမိတာပေါ့ဆိုတော့နိုင်ငံခြားမှာရောက်တဲ့အခါမှာကျွန်တော်ကတော့ယူရီးယားမှာခဏနေတယ်ဩစတြေးလျရောက်လာတဲ့ခါမှာလဲဩစတြေးလျမှာလဲတော်တော်များ show တွေမှာတော့သူတို့အလွတ်တီးကြတာများပါတယ်တိုးတော်လဲဟို notes ကြည့်တာကိုမကောင်းဘူးလို့မဆိုလို့ပါဘူး notes ကြည့်ပြီးတော့တီးတယ်လူတွေလည်းကောင်းတာပါပဲတိုးတော်သူတို့ performance ကတော့ဟို gap တွေတော့မရှိဘူး gap တွေနဲ့တွားတဲ့ဟို band တွေက gap တွေဖြစ်နေပြီဆိုလို့ရှိရင် club ကလည်းဆက်မငားတော့ဘူးဆိုတော့အဲ့လိုဟာလေးတွေကိုတောက်စီအောင်လုပ်လိရှိတယ်ပေါ့နော်ဘာမှလည်းလုပ်တဲ့တယ်လို့မြင်ပါတယ်ဖြစ်နေပြီလားတော့ကျွန်တော်လည်းမသိဘူးเนาะနောက်ပြီးတော့အဲ့လိုပေါ့နောက်ဗမာ music ကနောက်ဆက်ပြီးတော့ဘယ်လိုဖြစ်လာအောင်မလဲလို့ခံမှန်းပေးပါဆိုတော့ကျွန်တော်ကဗမာ music ကိုငယ်ငယ်တုန်းကကျွန်တော်ဖြစ်ခဲ့တဲ့အတွေ့အကြုံပြောချင်ပါတယ်ဒါလည်းဆိုတော့ကျွန်တော်တို့ the elfro နဲ့ဒီ English ချင်းနဲ့ copy ချင်းတွေကိုတီးတဲ့ကဏ္ဍကတပိုင်းသို့တော့ကျွန်တော်အမေကမြန်မာအသံကဖြစ်တယ်နောက်သူမြန်မာအသံမှာသူကအင်္ဂလိပ်ပိုင်းကဖြစ်တယ်ဆိုတော့သူနဲ့အတူအတွဲလုပ်တဲ့ဒီမြန်မာဘိုင်းကနော်မြန်မာအသံဘိုင်းကတကယ်မြန်မာဂီတပညာရှင်ကြီးတွေနဲ့ကက်ဆရာကြီးတွေရှိတယ်ဗျအဘဦးသန်းမြင့်တို့ဘာလို့ဆိုတာရှိတယ်သူတို့တွေကကျတော့မြန်မာတကယ်ဂန္ဓဝင် music တွေကိုနားလည်ပြီးတော့ဝေဖန်နိုင်တဲ့အဆင့်ပေါ့နော်ဆိုတော့သူတို့တွေပြောတဲ့စကားတွေကျွန်တော်အမေတို့ပြောတဲ့ဆွေးနွေးမှုတွေကိုကျွန်တော်ကငယ်ငယ်ချက်တိဆိုတော့ကြားတာပေါ့ကြားတော့ဟိုအဲ့လိုပဲဘေးကနေမဆိုင်မနဲ့ဝင်ပြီးတော့ comment ပေးတဲ့လူတွေရဲ့စကားတွေလည်းကြားရတာဆိုတော့ကျွန်တော်ကမေးတာပေါ့နိုင်ငံခြား music ကတော့ကျွန်တော်ကကြည့်ဒါနဲ့ကြီးလာတော့နိုင်ငံခြား music ကိုတော့ကျွန်တော်လက်ခံနေတယ်ကြိုက်တယ်ဒါပေမဲ့ဗမာ music ကိုကျွန်တော်ကကြားလို့ရှိရင်ဒီဆိုင်တွေဝိုင်းတွေကြားတာကောမျိုးပေါ့နော်မြန်မာတန်တွေကိုကြားတဲ့အခါမှာကျွန်တော်သိပြီးတော့ဘောလည်းမပေါက်ဘူးဒါဘယ်လို music မျိုးလဲပေါ့နော်ဘာဖြစ်လို့များကိုသိမခံစားနိုင်တာလဲပေါ့ဒါကိုကိုအဲ့လိုပဲသူဖြစ်တာပေါ့ဆိုကျွန်တော်အမေကိုမေးတယ်ဗမာ music ကိုဘယ်လိုထင်လဲပေါ့မေးတော့ကျွန်တော်အမေကအဖြေတော့မဟုတ်ဘူးသူမိတ်ဆွေကဖြေတဲ့အဖြေဘာပြောလဲဆိုတော့အေးကွာတဲ့ငါတို့ဗမာပြည်ရတဲ့ဒီရွှေတွေငွေတွေကြောက်တံပတများတွေပါအကုန်ထွက်တယ်တဲ့ဆိုတော့ဒီနိုင်ငံခြားလူတွေကအင်္ဂလိပ်တွေပေါ့နော်အင်္ဂလိပ်တွေကဗမာပြည်ကကျွန်းတဲ့တို့ဘာညာအကုန်level ယတနာတွေကြောက်တံပတများတွေအကုန်လုံးကိုသူတို့ယူသွားတယ်သူတို့မယူသွားတာတစ်ခုပဲရှိတယ်ဘာလဲဆိုတော့ဗမာ music ကိုသူတို့မယူဘူးတဲ့ကျွန်တော်အဲ့ဘာကြောင့်လဲဆိုတော့မကောင်းလို့ပေါ့ကွာတဲ့ဆိုတော့ဗမာ music ကမကောင်းဘူးလို့ဆိုတဲ့သုံးသက်ချက်ပေါ့နော်ဆိုတော့အဲ့ဒါကကျွန်တော်ကအဲ့လိုပြောတော့ကျွန်တော်ကအလက်မခံဘူးညဘာလို့လဲဆိုတော့ကျွန်တော်ကဟိုငငယ်လေးကကြီးလာတဲ့အခါမှာဒီဗမာတန်ကိုနားတော်မလဲတော့လဲတွန်းသိန်းလိုမျိုးလူတယောက်ဆိုတဲ့တခြင်းကိုကြိုင်ကျွန်တော်ကြိုက်တယ်ဗျဆိုတော့အဲ့လိုမျိုးစွတ်သိမြင်တဲ့တွန်းသိန်းဆိုတဲ့ဟာကိုကျွန်တော်ဒီ loud speaker နေရက်ွက်ထဲမှာလွှင့်တာမျိုးကြိုင်ကျွန်တော်ခံစားရတယ်ဗျတခါနည်းနည်းပုံပြီးကြီးလာတဲ့အခါမှာလဲအဲ့ဒါဥအန်ဂျီလို့တခြင်းတွေကြိုင်ကျွန်တော်ကြိုက်တဲ့တခြင်းတွေကျွန်တော်ကြိုက်တာပဲလေအဲ့တခါနောက်ပိုင်းကိုမင်းအောင်ပေါ်လာတော့လေကိုမင်းအောင်တခြင်းမျိုးပဲကျွန်တော်ကြိုက်တာပဲနောက်တော့ကိုတက်ကိုပါလဲဟိုပါလဲကျွန်တော်ကိုအောင်ကိုလက်ဆိုတဲ့မဲယုံဆိုချင်တယ်ဗမာတန်လေးပဲကျွန်တော်ကြိုက်တယ်ဗျဆိုတော့ဗမာတန်အားလုံးကိုကျွန်တော်မကြိုက်တာမဟုတ်ဘူးကျွန်တော်ကြိုက်တဲ့ဗမာတန်ကျတော့ကျွန်တော်ကြိုက်ပြန်ကျတော့ခုနကပြောတဲ့ဟိုလူကြီးတယောက်ရဲ့သုံးသက်ချက်ကဗမာ music ဒီမကောင်းလို့နိုင်ငံခြားဗမာ music ကိုတော့ယူမသွားဘူးဆိုတာကိုကျွန်တော်လည်းမခံဘူးဗျမခံတော့ဟုတ်ပြီဒါကျွန်တော်ကအဲ့ဒါလောက်ပဲသိတာပါနော်ဗမာတန်နဲ့ပတ်သက်လို့ကျွန်တော်အဲ့ဒါလောက်ပဲသိဘာပဲဒါပေမဲ့ဘာတွေသွားကြုံရလဲဆိုတော့ကျွန်တော်ဘောမှာ3ချိန်လောက်ကျွန်တော်ကြုံရတယ်ပေါ့နော်3ချိန်ဘာကြုံလဲဆိုတော့ဗမာတန် music ကို arrangement ကောင်းအောင်လုပ်ထားတဲ့အခါမှာဗမာတန် music တွေကျွန်တော်တို့လူမျိုးဗမာတန်ကိုနားမလဲလူတွေနားတွေကိုတန်းဝင်သွားပြီးတော့လုံးဝ appreciate ဖြစ်သွားလောက်အောင်ကိုအထင်ကြီးသွားလောက်အောင်ကိုလုပ်သွားတဲ့အတွေ့အကြုံမျိုးကျွန်တော်က3ခါလောက်ကြုံရတယ်။ဘာလဲဆိုတော့ကျွန်တော်ဒီဗမာပြည်ကိုရောက်လာတဲ့ band တွေရှိတယ်။အဲ့တော့ Czechoslovak ကလာတဲ့ယဉ်ကျေးမှု band ပေါ့နော်။အဲ့ band နာမည်တော့ကျွန်တော်အတိအကျမှမဟုတ်ဘူး။ဟုတ်ကလေးတော့သိတယ်မယ်ပြီးတော့သိတယ်။အဲ့ Czechoslovak က band ကကျွန်တော်သွားကြည့်တဲ့အချိန်မှာဘာလို့ပြီးသွားလဲဆိုတော့ဦးအန်ကြီးရဲ့ဒီစိတ်လက်ကန်တာကိုသူကတီးသွားတယ်။တီးသွားတော့ကျွန်တော်ကရုပ်တရက်မမျှော်လင့်ဘူး။ဘာတချင်းကိုတီးနေပါလိမ့်မှာ intro စကြားလိုက်တဲ့အခါမှာတော်လေးကိုဘိုးဆန်ပြီးတော့အရန်ကောင်းတဲ့ arrangement နဲ့တချင်းကစလာပြီးတော့ဆိုလိုက်ကိုစိတ်လက်ကန်တာဖြစ်နေတော့ပြီးတော့တောက်လျှောက်ကိုသူလုပ်သွားတဲ့ arrangement နဲ့သူသုံးထားတဲ့ chord တွေတီးပုံတီးအကုန်လုံးကအရန်မိုက်တော့ခိုင်းနိုင်ရဘာနဲ့ခိုင်းနိုင်လို့ရမလဲဆိုတော့ဒီ BG ဆိုပါလို့ဒီ staying alive တို့လိုမျိုး
music မျိုးနဲ့ကိုသွားပြီး level 2အောင်ကိုဒီစိတ်လက်ကန်တာကြီးကဖြစ်နေတာဖြစ်နေတော့အဲ့ arrangement ကြောင့်ကောင်းလာတာပေါ့တခြင်းသုံးလိုက်တဲ့ chord တွေကြောင့် melody ကဒီဗမာသံ melody ပဲသို့တော့လည်းလုပ်တဲ့လူရဲ့ arrangement ကကောင်းတဲ့အခါမှာတခြင်းဒီအဲ့လောက်ထိကောင်းလာပြီးကြွလာပြီးအဆင့်အရမြင့်သွားတာကိုကျွန်တော်သတိထားမိအဲ့တော့ဗမာသံကြီးမကောင်းဘူးဆိုတဲ့အယူအဆကိုကျွန်တော်လုံးဝလက်မခံဘူးလုပ်တဲ့လူပုံမှန်မဟုတ်တည်တယ်ဒါကတစ်ခါပေါ့နော်ဒါကျွန်တော် superstar လက်ထက်မှာကျွန်တော်စိတ်သက်ကာသာကိုတင်ကျွန်တော်အဲ့ဒီအများနဲ့အဲ့ဒီ version ကိုတည်သိရှိတယ်အဲ့ Czechoslovak ကလုပ်သွားတဲ့ arrangement ကိုကျွန်တော်တည်သိရှိတယ်ကျွန်တော်မူရင်းဥအန်ကြီးရဲ့ version ကိုကျွန်တော်ဘယ်တော့မှမတည်တော့ဘူး Czechoslovak version ကိုတည်တယ်နောက်တစ်ခါကျွန်တော်ရဲ့ folk လေးရဲ့ကျွန်တော် superstar အဖွဲ့ပါပဲအင်းရလေးဟိုတယ်မှာသွားပြီးတော့ကျွန်တော်မင်္ဂလာဆောင်ပြီးတော့မင်္ဂလာဆောင်အပြီးမှာ I think Peter ကတော့ပြန်သွားပြီ Peter တောင်ကျွန်တော်တို့ကကြံခဲ့တော့ကျွန်တော်တို့ကအဲ့ဒီမှာအဲ့ရှေ့မှာ lounge ရှိတယ်ကြာအဲ့ဒီမှာ lobby နေရာမှာကို Andrew ကောင်းကသူ့ရဲ့ဟိုဟာလေးနဲ့ Yamaha Electron နဲ့သူက one man တီးနေတာအဆိုမပါဘူးသူတယောက်တည်းပဲတီးနေတာအဲ့တော့ကျွန်တော်ရဲ့ folk လေးရဲ့ကိုလာရေးပါတယ်မှတ်မိတယ်ကိုလာရေးပါတယ်ချိုးတီလည်းပါတယ်ကျွန်တော်ကို Andrew နာကိုသွားကြပြီးတော့ကျွန်တော်ကကို Andrew ဘာတီးနေရလဲဆိုတော့သူကကျွန်တော်တို့ဒီလိုပဲကွာတဲ့ဟိုကငါ့ကိုအလုပ်ပေးထားလို့ငါလူတွေမပြင်းအောင်ငါတီးနေတယ်ဆိုတော့ तू က okay ဆိုတော့ तू ကတီးလို့ကျွန်တော်ကနားထောင်တာပေါ့ထောင်တော့ तू ကဘာတီးလဲဆိုတော့ तू ဆိုတော့ तू ဒီမဲ့ရှင်နေရဥမာဆိုတော့ဟာလေ love story ဆိုပါဆို love story तू တီးတယ်တော်တော်ကြာရင် तू အဲ့လိုပေါ့လူသိများတဲ့ तू ချင်းနေတီးတယ်ပေါ့တီးနေရင်လည်း तू က तू ပြင်းလာတယ်ထင်ပါတယ် तू ကငါတဲ့ဟိုနိုင်ငံအစုံ music ကိုငါအခုငါရှောက်ပြီးတော့ငါရောသမမှုလောက်တော့မယ်တဲ့လောက်ပါတော့ကျွန်တော်နားထောင်ကျွန်တော်၄ယောက်ကသူ့ရဲ့အနောက်ကနေနောက်ကျောကနေသူ့ကြည့်သူကစာကွန်ဒိုနဲ့စလိုက်တယ်ဆိုတော့ကွန်ဒိုကိုသူစလိုက်သူ drum machine တွေပါလဲပါတော့ music ကအရန်ကြွတယ်လေသူ arrangement နဲ့သူပြီးတယ်ဒီနေရာကျတော့သူဗမာတန်ကိုထည့်လိုက်တော့ကွန်ဒိုကနေဗမာတန်ရောဗမာတန်သူဘာလို့ပြီးမှလဲတော့စိတ်ချကြကြောင်ဖြစ်မယ်သူမျက်နှာနာဖြစ်နေသူတခုခုကိုသူဗမာတန်ကိုတီးသူလုံးနေတဲ့သူနောက်ကထည့်ပေးနေတဲ့ arrangement နဲ့သူသွားနေတဲ့ chord တွေကအရန်ဆန်းတက်ပြီးတော့ဗမာတန်ဒီအရန်ကိုကောင်းနေတာတော်ကြတော့သူ Tchaikovsky ရောက်သွားပြန်တော်ကြ Hawaii ရောက်သွားပြန်သူကနိုင်ငံစုံကိုချုပ်သွားနေတာသူရဲ့တခါတည်းတည်း on the spot သူတခါတည်းလုပ်သွားတဲ့သူရဲ့ဟိုပါပေါ့နော် arrangement က on the spot လုပ်တယ်ဒါပေမဲ့ဗမာသံဒီတခြားနိုင်ငံသားတွေအဆင့်မနိုင်ပါဘူးသူလုပ်သွားတဲ့ဟာတွေအဆင့်လုံးဝမနိုင်အရင်အဆင့်ကိုမြင့်အောင်သူလုပ်သွားနိုင်တယ်ဗမာသံကိုဆိုတော့ကျွန်တော်ပြောချင်တာကလုပ်တဲ့လူပေါ်မှာမူတည်တယ်လုပ်တဲ့ creative ဖြစ်တဲ့မှာမူတည်ပြီးတော့ဗမာသံဒီအရန်ကိုကြွတက်လာပြီးတော့အဆင့်အရန်ကိုမြင့်သွားလာတယ်ဆိုတော့ဒါလုပ်တဲ့လူပေါ်မှာမူတည်တယ်ဆိုတော့ကျွန်တော်ဗမာသံကိုကျွန်တော်ဒီအထင်မသေးပါဘူးကျွန်တော်တော့ကိုနောက်ပိုင်းကျွန်တော်ကိုမင်းအောင်တို့တွေ့တဲ့ခါမှာလည်းကိုမင်းအောင်တို့ကျွန်တော်ဒီလိုပဲစေညာနဲ့လုပ်ပါကိုတတ်တော့ပေါ့နော်ကျွန်တော်တတ်တော့ပဲကျွန်တော်လုပ်တာပါသို့တော်လည်းနောက်ပိုင်းကျွန်တော်အကြီးလာတဲ့ခါကျွန်တော်ဒီ Australia ရောက်လာတဲ့ခါကျတော့လူတွေကမေးတဲ့ခါမှာမင်းတို့ဗမာ music ကိုဖွင့်ပြစမ်းပါဆိုကျွန်တော်ဖွင့်ပြစရာတော်တော်ရှားတယ်ဘာလို့ဆိုတော့ကျွန်တော်ဖွင့်ပြနိုင်တယ်လေကိုတီးထားတာဖွင့်ပြနိုင်တယ်သို့တော်လည်းဖွင့်ပြပါတယ်ကျွန်တော်ဖွင့်ပြတယ်ဒီမှာဆိုပါသူဆိုပိုင်တို့ဂျင်းကြီးတို့ဖွင့်ပြတရားလူတွေကနားထောင်မြင်အဲ့ဒါဗမာ music လားတဲ့ဗမာလို့ဆိုနေရတော့မှန်တယ်သို့တော့တန်စင်တွေအကုန်လုံးကဗမာတန်စင်မှမဟုတ်ပဲဘူးသူတို့သိထားတဲ့ဒီ western music တွေကိုပဲသူတို့ပြန်သူတို့လာဖွင့်ပြတယ်လို့ပဲသူတို့ကထင်တယ်နိဒါပေမဲ့ဗမာတန်ကိုဖွင့်ပြမှာပဲသူကအော်ဒါမင်းတို့ဗမာတန်ဆိုတာဒါလားငါတို့နဲ့အရန်ကွာပါလားပေါ့နော်ကွာတဲ့ music သူတို့စိတ်ဝင်တစားဖြစ်တယ်ဗျဗမာတန်ကိုစိတ်ဝင်တစားဖြစ်တယ်နောက်ဒီမှာကျွန်တော် Indonesian jazz player တွေနဲ့ကျွန်တော်ခင်တော့ဖြစ်ကျွန်တော်ဒေါ်မမာကြီးကအဲ့တော့ Australia ကိုလာတော့ဒေါ်မမာကြီးကိုကျွန်တော်တီးပြရတယ် keyboard player ကတိတ်ထိုင်အောင်လေးကအလို့မအားတော့မတီးပေးနိုင်ဆိုတော့ကျွန်တော်ဒီ Indonesian jazz player ကိုကျွန်တော်ငှားရတော့ဒီ jazz player ရောက်လာပြီးတော့ဒေါ်မမာကြီးတော့တီးပြရအောင်တီးပြရတော့ तू ကတော့ဗမာသံသမားမဟုတ်တော့ तू ဗမာသံတွေကိုလုံးဝမတီးနိုင်သို့တော့ဒီကျွန်တော်တို့ဗမာသံတချင်းအစ်စ်တွေလည်းမတီးပါဘူးဒါပေမဲ့ဒေါ်မမာကြီးကဗမာသံတွေ तू ဆိုရတော့မယ်ဆိုတော့ तू ကဗမာပြည်က तू မှရှိပြီးသားကက်ဆက်ကိုဖွင့်ပြီးတော့ CD ပေါ့ဖွင့်ပြီးတော့ तू အဲ့တော့ backing သုံးပြီး तू ဆိုတော့ဒီ jazz player ဖေးကနားထောင်ပြီးမင်းဗမာ music အရန်ကောင်းနေတော့တဲ့လို့ပြောဘာလို့ဆိုတော့ငါတို့ Indonesian music တွေဆင်တယ်ပေါ့နော်ဆင်တယ်ဒါပေမဲ့ timing အယူအဆတွေတီးဖို့လက်ယူအဆတွေပါလေ piano ယူအဆတွေပါလေအမှန်တမ်းထူးဆန်းနေတယ်ပေါ့နော်ဆိုတော့ appreciate ဖြစ်တယ်ဆိုတော့ကျွန်တော်ပြောချင်တာပါဟိုကျွန်တော်ဗမာ music ပြီးဟိုညံ့တယ်ဆိုတော့ဘယ်သူမှမပြောပါဘူးနိုင်ငံတွေမှာအဲ့လိုမျိုးလေးတွေသူတို့ကလည်း appreciate ဖြစ်ပြီးတော့သူတို့ဟိုနားထောင်ကြတာပါနော်ဆိုကျွန်တော်တို့ဟို western music ကိုပဲ like ပြီးတော့ကျွန်တော်လုပ်နေကြမယ်ဆိုရင်ကျွန်တော်တို့ဒီဗမာ music ကိုကျွန်တော်ပြောလို့ကိုမရပါဘူးဟိုကျွန်တော်တို့စာဝန်တွေကြီးကလောက်ရတာတော့ရှိမယ်လေသို့တော့လည်းဗမာပြည်ကိုစားပြုတဲ့ music ကဗမာတန်ပဲဖြစ်မှာပါဆိုတော့နောက်ပိုင်းကျွန်တော်ထကြားလာတော့ကိုစန္ဒာမျိုးနိုင်ပေါ့နော်စန္ဒာမျိုးနိုင်ဒီနောက်ပိုင်းသူ radio station တွေသူတီးတယ်နောက်ဗမာတန် station တွေသူတီးတဲ့ခါမှာသူတတ်ထားတဲ့ jazz နဲ့သူတတ်ထားတဲ့ classical တွေနဲ့သူရောပြီး arrange လုပ်ထားတယ်ကျွန်တော်ဒီမှာ CD တွေကြားရတော့ကျွန်တော်အရန်ကိုဝန်တာတယ်ဗျ
စနေမျိုးနိုင်တော့ကျွန်တော်အမှတ်ပြပေးပါတယ်ကိုစနေမျိုးနိုင်ဟာဒါတွေလုပ်နိုင်တယ်သူမှအိမ်မန်တော်တဲ့ဟိုပြတဲ့တဲ့ရှိတယ်အရေးချင်းရှိတယ်သူမှလုပ်နိုင်တဲ့အစွမ်းအားရှိတယ်ပေါ့နော်ဆိုတော့သူ့ကိုကျွန်တော်အခုလူချင်းတော့သိမခင်တော့လဲသူ့ကိုကျွန်တော်တွေ့ရတဲ့တိုင်းကိုပြောပါတယ်စနေမျိုးနိုင်စနေကမျိုးနိုင်ဆက်လုပ်ပါလို့ကျွန်တော်ဒီအရင် appreciate ဖြစ်ပါတယ်လို့သူတထားတဲ့ jazz တွေနဲ့ classical တွေကိုသူသုံးပြီးတော့ဗမာတန်တွေကိုတီးနေတာဆက်လုပ်ပါနောက်တစ်ခါကျွန်တော်ကိုနိုင်ကလည်းနောက်ခုဗမာပြည်က musician တွေကိုတွေ့တိုင်းကျွန်တော်ပြောနေတာပါကျွန်တော်စာရေးကြပြောပါတယ်ဟို guitarist ဆိုရင်အခု Steve Vai တို့ Joseph Triani တို့လက်တွေအများကြီးဖြစ်နေတယ်လေသို့တော့ဒီ music တွေကိုဗမာပြည်ကိုစားမပြုတ်ဗျကိုဘာတီ Messi က Joseph Triani ကိုမြင်နေတယ် Steve Vai ကိုမြင်နေတယ်ဆိုတော့ John Petrucci ကိုမြင်နေတာဆိုတော့အဲ့ဒါမကောင်းတော့ဟုတ်ကောင်းတယ်လေအရင်ကောင်းပါလေဒီပေါ်လည်းမလွယ်ပါဘူးသို့တော့ဗမာပြည်ကိုစားမပြုတ်ပါဆိုတော့ဗမာပြည်ကိုစားပြုတ်နိုင်ဖို့ကဗမာတန် melody တွေကိုရှားဖွေပါနှိုက်ထုတ်ပါပြီးကိုမှရှိတဲ့ဒီ modern technique တွေနဲ့ပြောင်းပေါင်းပြီးတော့ music ကိုဟို fusion လုပ်ပါလို့ကျွန်တော်ကြံပေးနေတာဟိုမှာရှိတယ်ကျွန်တော်ကြားတယ်လို့ဆိုတော့မနှောတော့ပါကောင်းတယ်အဲ့လိုပေါ့မနှောဒီဟို still ကိုမင်းအောင်တို့ line လောက်သွားနေတာပေါ့နော်ဒီထက်ပိုပြီးတော့ fusion လုပ်နိုင်အောင်ကြိုးစားကြပါလို့နော်ဒါကျွန်တော်ဖြစ်စေချင်တာပြောတော့နော်ချစ်စမ်းအောင်လုပ်တာကျွန်တော်တွေ့ပါတယ်သူဗာလဲဟိုစေကြော်ညာလုပ်တာလေ Scorpion အရင်ကောင်းပါတယ်အဲ့လိုမျိုးတွေအများကြီးကြားကြတယ်ကျွန်တော်ဗမာပြည်ကိုစားပြုတ်နိုင်တာဒါတွေပဲရှိပါတယ်ဒီမိုင်းနိုင်ငံတွေကတော့အကုန်လုပ်ပြီးသွားပါနော်ယူဒီယာအိန္ဒိယကျွန်တော်ကရောက်ခဲ့တော့တွေ့နေရတယ်သူတို့တွေလုပ်နေကြတယ်နော်သူတို့မူရင်းသူတို့ရဲ့ root ပေါ့နော်သူတို့ရဲ့ folk music တွေကိုသူတို့ယူတယ်ပြီးရင်သူတို့ fusion နဲ့ရောလိုက်ပြီးတော့တကယ် world class ကိုရောက်အောင်သူတို့လုပ်ကုန်ကြပါလုပ်နေပါတယ်အများကြီးလုပ်ပါတယ် Malaysian Indonesian Chinese နော်အကုန်လုပ်တယ် Japanese အကုန်ကျွန်တော်ဗမာပြည်ကလည်းလုပ်တင်ပါတယ်နော်ကိုဒီယာမိုတော်ပါတယ်ကိုဒီယာမိုလည်းလုပ်နေတာကျွန်တော်ကြားပါတယ်ဆက်လုပ်စေချင်ပါတယ်ဒါကျွန်တော်ဖြစ်စေချင်တာပါ thank you very much ပြည့်စုံအခုလိုပြောသွားတယ်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့မစင်စားမိရတာလေးပေါ့နော်ကျွန်တော်တို့အမြင်မှာတော့နိုင်ငံသားသချင်းကိုလိုက်တီးနိုင်ရင်တော်တယ်ကောင်းတယ်လို့ကျွန်တော်တို့ရတွက်နေကြတာဟုတ်ဘာပြောကိုယ့်ရဲ့မြန်မာ music ကိုလည်းပြန်ပြီးတော့ကိုပြောတော့ကျွန်တော်နားထောင်မှုတာအဲ့ orchestra နဲ့တီးရဲ့ကျွန်တော်တို့ဂျူးကြတန်နော်ပုံပုံမောင်ရဲ့ဂျူးကြတန်ကျွန်တော်နားထောင်မှုတယ်ကိုနေဝင်းရဲ့ခွန်အားပြည့်မိငယ်ကျွန်တော်နားထောင်မှုတယ်အဲ့ဆရာမျိုးမကြီးတချင်းချို့ကျွန်တော်နားထောင်မှုတယ်ဘာပြောတော့ကိုပြောသူပေါ့နော်သူတို့လုပ်တဲ့ arrangement နဲ့သူတို့ wine နဲ့တီးလိုက်တဲ့အခါမှာကျွန်တော်တို့နားထောင်နေကြတဲ့ချင်းတွေကအရန်မျိုးကြွပြီးအရန်ကောင်းလာပေါ့နော်ဒါတော့လည်းငွေကြေးလဲဆိုင်တယ်နည်းပညာပိုင်းတွေလဲဆိုင်တယ်သူတို့ကတီးရဆိုတော့ကိုလူ50 60တီးတာကျွန်တော်တို့မှာကိုတင်ကြီးတဝိုင်းတော့ကျွန်တော်တို့မထိန်ထားနိုင်ကျွန်တော်ပြောတာနော်ဘာပြောပမာပြီးမှာကိုတင်ဆိုရင်တော်တော်ကြီးကိုစူးစမ်းခဲ့တယ်သူဘဝတခုလုံးကျွန်တော်ဒီလိုဝိုင်းတဝိုင်းဖြစ်ဖို့ဒါပေမဲ့လူတွေကြားထဲကိုမရောက်ခဲ့ဘူးပေါ့နော်ဟိုအဲ့တော့ကျေးဇူးအများကြီးတင်ပါတယ်ကိုကျွန်တော်ကိုဖိုးကလေးကျွန်တော်ကိုဖိုးကလေးပြီးမှကိုပီတာပေါ့နော်အဆုံးသတ်အဲ့တော့ကိုဖိုးကလေးပြောအောင်ကိုလည်းအခုကျွန်တော်ပြောတဲ့အတိုင်းပဲကိုနော်အခုတက်တန်းနဲ့40ကျော်ကျွန်တော်တို့တီးလာတာနော်ဟိုကနေ elf ကနေစပြီး superstar ကနေပြီးတော့နောက်ဆုံးအခုဒီ jazz band ကြီးအဲ့တော့ကိုရောဘယ်လိုဆန္ဒရှိလဲကိုနော်ဒီမြန်မာ music ကိုရှေ့လျှောက်သွားဖို့မြန်မာတန်ပြောတာလားနှုတ်ပြဗမာစတီရီယိုလောကမြန်မာစတီရီယိုလောကပေါ့မြန်မာတန်မဟုတ်စတီရီယိုလောကအခုဘယ်လိုသူတို့ဘယ်လိုဆက်သွားတင်တယ်လို့ကိုမြင်တယ်ကိုယ်တိုင်တီးနေတာဆိုတော့ကျွန်တော်တော့တူတူပဲကိတ္တတော့သူပြောင်းလာတော့နော်ခုနပြောလို့ပေါ့ကျွန်တော်ရှိရလဲ venture တွေရှိမယ်ဟို shadow တွေရှိမယ်အဲ့ရှိကိကလည်းခုနပြောလို့ဝင်းဦးတို့ဘာလို့ကိကလည်း copy တွေဆိုတာပဲတချင်းတွေတော်တော်များများနိုင်ငံခြားတန်စင်တွေပဲသူရဲဆိုရဲအဲ့နေပြီးတော့လဲဒီခါ radio ချင်းတွေဟုတ်လားအဲ့ဒါတွေလည်းတချို့ copy တွေများတယ်ဒါပေမဲ့ဗမာတန်တွေလည်းဆိုရဲပြီးတော့ stereo ဆိုပြီးတော့ဖြစ်လာတော့နော်ခုနပြောလို့ခောက်တီလေးတို့ခုနပြောလို့ကျွန်တော်တို့သမန်းကြားအုပ်စုပေါ့ကျွန်တော်တို့အဲ့ဒါတွေကြိုက်ခဲ့တော့အဲ့ခစ်တယ်ပေါ့အဲ့ဒါတွေကြော်လာတယ်ပြီးတော့ကျွန်တော်တို့တွေကြီးတယ်ပြီးတော့ဒီခါဟုတ်လား rock တွေဖြစ်လာတယ် rock ကနေပြီးတော့ heavy metal ဒီခါ rap တွေဖြစ်လာတယ်ဟုတ်လားမျိုးကြော်မြိုင်တို့ဘာလို့ဖြစ်လာတယ်ဒီခါဒီလိုပဲသွားနေပေါ့နော်ဗမာတန်နေလည်းဖြစ်လာတယ်ဆိုတော့အခုလောလောဆယ်မှာတော့ဟိုအားလုံးအခြေအနေကြောင့်လည်း music ဒီကဘာလုံးလည်း music တွေကနည်းနည်းရက်တယ်ပေါ့နော်အရင်တော့ဟို R&B တွေခစ်စားလာတယ်ဗမာပြည်မှာလည်းအဲ့လိုပဲခုလောလောဆယ်တော့နည်းနည်းရက်နေတယ်အဲ့ပြီးဘယ်လိုဆက်သွားမလဲဆိုတော့ကျွန်တော်လည်းပြောတယ်ဖြစ်လာတဲ့ဟာပေါ့ပြီးပြီးတော့ကျွန်တော်တို့တော့ပေါင်းပါမယ်ကျွန်တော်တို့တော့ကိုကြိုက်တဲ့ဟာပေါ့နော်ကိုကြိုက်တဲ့ဟာခုနပြောလို့ jazz ကြီးရဆိုလဲ Raymond ပြောလို့ပဲကို standard jazz တွေလည်းအကုန်တီးတယ်တော်တော်တီးတယ်ဒါပေမဲ့လည်းဟိုဘယ်လိုပြောမလဲ
Beatles သချင်းကိုလည်း jazz ဆိုရင်လုပ်တယ်ဟိုဥက္ကဋ္ဌကြီးသချင်းလည်း jazz နဲ့ပြန်တီးရင်တီးတယ်အဲ့လိုမျိုးလေးတွေတော့လုပ်ပြီးတီးတာပေါ့နော်အခုကတော့ခုန studio လောကတော့အခွေလေးတွေကတော့အခုကတော့တပုတ်ကောင်းလေးတွေပဲ YouTube မှာတင်ပြီးတော့အောင်မြင်နေကြတယ်ပေါ့နော်အဲ့တော့ရှေ့ဆက်ပြီးတော့ဘယ်လိုသွားမလဲတော့ကျွန်တော်လည်းမသိဘူး Okay ဘာမှမတွေ့ရဘူးကျေးဇူးပါဘုကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ဘုငါအဲ့တော့ဗမာပြည်ရဲ့အချိန်ဟုတ်ကဲ့ဟုတ်ကဲ့ကိုပီတာအဆုံးသက်လေးမှာကိုပီတာအမြင်ပေါ့ကိုပီတာ92တွေကတော့ professional တော့မလုပ်တော့ဘူးပေါ့နော်ဒါပေမဲ့အခုရဲ့ဂီတတက်တန်းလည်းမနှင်းလာဘူးဆိုတော့I'm sure you're still in touch လေအဲ့လိုနဲ့တွေ့နေလို့ဆိုတော့အခုအမြင်လေးပြောပါအောင်ကိုဆုံးသက်မှာမဟုတ်ရှိမှပြောတော့တယ်နှစ်ယောက်လုံးပြည့်စုံပါတယ်သူက remain ပြောတာကတော့သူက general ပေါ့မြန်မာကောခေတ်ပေါ်အတွက်ကောသူကပြောသွားတော့တော်တော်ပြည့်စုံတဲ့အတွက်ကြောင့်ဒီအကြောင်းတော့မပြောတော့ပါဘူးဟိုကျွန်တော်မှာ record ရှိတယ်အဲ့ဒါလေးတူတူလေးပဲပြောပါမယ်ဟို superstar first superstar ကွဲပြီးတော့ second period မှာဇော်မျိုးထုတ်ပါတယ်ကိုမျိုးနိုင်ပါတယ်ညဆိုးပါတယ်တူတူနိုင်ထွန်းပါတယ်နော်ပီတာဘာသိဘာမှုတန်စင်များဆိုပြီးတော့လေဟိုသူကတချင်းကြီးတွေဗျအဲ့ဒါကြတော့လေ line ကကွဲသွားတယ်တချင်းကြီးတွေကိုမှသူကဟို international နားထောင်လို့ရအောင်လုပ်ပေးပါဆိုပြီးတော့ producer ကပြောအဲ့ခါကျတော့တချင်းကြီးနဲ့ပတ်သက်လို့ကတော့ကျွန်တော်ကလုံးဝနားမလဲပါဘူးကျွန်တော်သို့တော့ဟိုတချင်းကြီးကအဲ့ဒီမှာဘာတစ်ခုကျွန်တော်တို့သိလိုက်လေဆိုတော့တကယ် typical Burmese ဒီ music ဒီ harmony မပါဘူး melody ပဲပါတယ်ဒါကြောင့်များဒီ English တွေကမယူသွားတာလားမသိဘူးသူကလုံးကောက်ကြီးပဲတီးတာဗမာတချင်းစစ်ကြီးကိုကျွန်တော်ကိုမင်းအောင်တို့မပြောပါဘူးဒါကနောက်ခေတ်ရွေးလျှော်လာအဲ့ဒီမြန်မာတချင်းကြီးတချင်းကနေပတ်ပြိုးတွေဟိုဟာတွေပေါ့အဲ့ဒီဟာတွေကသူကလုံးကောက်တွေပဲတီးတယ်ဗမာတချင်းရဲ့ original ဒီသူက melody ပဲတီးတယ် harmony မပါဘူးအဲ့ဒါကိုကျွန်တော်ရဲ့ကိုစောမျိုးထွတ်ရဲ့ကိုမျိုးနိုင်ရဲ့အဓိကကျွန်တော်တို့တောင်းရတဲ့တာဝန်က harmony ကိုဖြစ်ပြီးတယ်စန္ဒယာဥယျာဉ်တွေကအလုံးမမှားအောင်တီးတယ်ဒါက typical ဘိုင်းဆိုင်ရာမှာကျွန်တော် record နှစ်ခုရလိုက်ပါတယ်ခန်းစားမှုတန်စင်များ1နှစ်ပေါ့အဲ့ဒါတစ်ပိုင်းအဲ့ဒါကျွန်တော်ပြောချင်တာတကယ် typical Burmese ဟို melody ပဲရှိတယ် harmony ပါဘူးဒါကိုသိစေချင်ဒါပေမဲ့အခုခဏ program မေးတယ်မိကိုမယ်ကျွန်တော်ကလည်းမေးမှာဆိုတော့ရှင်းသွားပြီဒီ stereo တင်းနဲ့ပတ်သက်ရင်တော့ဒါအချိန်လေးသိကြနေလို့ကျွန်တော်အတူလေးပဲ create လုပ်စေချင်တယ်အခုဥပမာဟိုကဘာမာကို black magic woman ကိုဟာလာဟို Santana တီးတာနဲ့အခု black magic woman ကို studio shot လေး Eric Clapton create ပြန်လုပ်ထားတာเนี่ยတခြားစီပဲအရန်ကောင်းတာပဲ Santana လည်းသိကောင်းဒါပေမဲ့ Clapton လည်းအရန်ကောင်းအဲ့ဒီလိုပါပဲအခုဗမာပြည်က talented musicians ရှိတယ်သိတော်တဲ့လူတွေရှိတယ်သူတို့တွေဒီတချင်းတိုင်းကိုသူတို့ create လုပ်စေချင်တချင်းတိုင်းဆိုတာလေးကိုသူတို့ mood ရှိတဲ့တချင်းဆိုရင်ဖောက်ထွက်ပြီးတော့စမ်းကြည့်စေချင်တယ်ဒီ message တော့ကျွန်တော်ပေးချင်ဒီ future မှာဒီ stereo tape နဲ့ပတ်သက်တဲ့ကျွန်တော်က musician မို့လို့အဆိုပိုင်းကိုကျွန်တော်သိမပြောအဆိုပိုင်းမှာလည်းအများကြီးပြောစရာရှိတယ်သို့တော်ထားလိုက်တော့မပြောတော့ဘူးဟို musician ဒီသမားတွေနဲ့ music arranger ဂီတမှုတွေဟိုဖောက်ထွက်ပေးပါဖောက်ထွက်ဖို့လိုပါတယ်လို့ကျွန်တော်ကပြောချင်တယ်ခုန remain ပြောတဲ့အထက်မှာလည်းသိကောင်းတယ်ကျွန်တော်တို့နှိမ့်နှိမ့်ချိုက်ချိုက်တီးတာအဲ့ Czechoslovakia ပဲဟိုအမျိုးသားဇာတ်ရုံမှာလား Jubilee Hall လာတော့မသိဘူးအာတို့တွေကျွေသွားတာလေ remain အဲ့တော့ကျွန်တော်တို့လည်းနေတာပဲဟိုအခုခေတ်ပေါ် own tune တွေကိုလည်းဟို arrange ပြန်ပြီးတော့ create လုပ်လို့ရတယ်ပဲ copy ကိုလည်းလုပ်ပါရတယ် copy ကိုလည်းဥပမာဟိုအငဲတချင်းပြမျောလင်းချင်းကွင်းပြင်ဆိုရင်လေသူတို့အခုနောက်ပိုင်းလှုပ်ထားတဲ့ style နဲ့တကယ်ဟိုဗာလဲ Four Brothers လားပါ Brothers နော်သူ Evergreen Tree ကိုဆိုတာ ਨੇ အရန်ကွာသွားတယ်လေဒီလိုမျိုးတွေကျွန်တော်တို့က musician တွေကိုတော့ creation တွေများများလုပ်ကြပါဒီလောက်တော့ကျွန်တော်ပြောချင်တယ်ဟိုတိတ်ညားရင်လည်းရှည်သွားမှာဆိုလို့ပေါ့နော်
ကျွန်တော်ပြောကြပြီးတော့ပြောတဲ့သဘောနဲ့တူတူပါပဲတခုကျွန်တော်အဝေးမှာရောက်တာဆိုတော့ကျွန်တော်နည်းနည်းကကျွန်တော်ပြောတာမှားနိုင်တယ်လေတခုရှိတာကျွန်တော်ဗမာမှာအယိုးကိုအရွက်မဖုံးစေရဘူးဆိုတဲ့စကားလုံးရှိတယ်အဲ့ဒီအယိုးကိုအရွက်မဖုံးစေရဆိုတဲ့စကားကြောင့်အသက်ဆန်းထွင်နေတဲ့လူတွေမှာကထွင်လို့မရဘူးဖြစ်နေတယ်ကိုဝိုင်းပြီးဆဲမဲ့လူကများနေတော့ထွင်လို့မရဘူးဖြစ်နေတယ်အဲ့လိုမျိုးအယူအဆကြောင့်new version တွေကထွက်ခွင့်မရကြဘူးလားမသိဘူးနော်အဲ့လိုမျိုး like အယိုးကိုအရွက်မဖုံးစေရဘူးဆိုတာကောင်းတော်လေအသက်ဆန်းထွင်နေတဲ့လူလည်းထွင်ခွင့်ပေးပါအဲ့ဒါလေးပါအဲ့ဒီအခွင့်အရေးများရမယ်ဆိုရင်အသက်တွေအများကြီးပေါ်လာတော့မယ်ကိုကအဲ့ဒါမျိုးတော့ပို့ပြီးလွတ်လာတယ်စွန့်စားပါပဲတချို့ကိစ္စဟုတ်တယ်ကျေးဇူးအများကြီးတင်တယ်ကိုအခုကျွန်တော်လေး3နာရီခွဲရှိပါပြီဆိုတော့ကျွန်တော်အခုမေးခွန်းတစ်ခုပေါ့နော်ကိုဒေးဗစ်ကြီးကလက်ထောင်လာဆိုတော့ကိုဒေးဗစ်ကြီးမေးပါခင်ဗျာမိုက်ဖွင့်ပြီးတော့ကိုမိုက်ခရိုဖုန်းဖွင့်အောင်ကိုဒေးဗစ်ဟယ်လိုရပြီဟုတ်ကဲ့ရပါပြီဟုတ်ကဲ့ကိုရီမွန်စောစောပြောသွားတယ်ဟိုလေဒီမြန်မာစတူဒီယိုအစောပိုင်းမှာဒီအုံကျွန်းမပေါ်ခင်ကဒီကိုစုပိုင်တို့ဖြစ်တဲ့ချင်းတွေပေါ့နော်အခုဒါကဘာမှပြန်ဖွင့်နေတာဒါမြန်မာ music လို့ပြောလို့မရတဲ့ပုံမျိုးတွေကိုရီမွန်ပြောပါတယ်အဲ့ဒါဟိုမြန်မာအုံကျွန်းအစစ်ဆိုတာမမအေးရဲ့မြို့ွက်ကိုရှာလို့တချင်းမျိုးပေါ့နော်အဲ့ဒါဆိုရင်ဒါမြန်မာအစစ်လို့ပြောလို့ရတာပေါ့ဟုတ်ကဲ့ဒါပေမဲ့လေဟိုဒေါက်တာဆန်းခန်းလေးတို့ရေးခဲ့တဲ့ဟိုအကိုတွေတီးခဲ့ပါတယ်ဟိုဟာလေမျိုးရဲ့စာပေါ်ကဆူတောင်းတို့အဲ့ဟိုဟာလေဗီဒီယိုကမာရွတ်တို့အဲ့လိုတချင်းမျိုးတွေကြတော့အကိုတို့ဘယ်လိုသုံးသပ်မလဲခင်ဗျ short to the point ပါပဲခင်ဗျဟုတ်ကဲ့ကျွန်တော်အနေနဲ့တရားတချင်းတန်စင်ကိုကြည့်လိုက်လေတန်စင်ကဘာနဲ့တူလဲပေါ့နော်ဆိုတော့ကိုဆန်းခန်းလေးတချင်းတွေကကျွန်တော်အမြင်ပြောမယ်ဆိုယူရီးယားတန်စင်လေးတွေတရုတ်တန်စင်လေးတွေနဲ့ဆင်ပါတယ်ဆိုတော့ဒါလည်းဗမာပြည်ကိုကူစားမပြုပါဘူးကျွန်တော်အဲ့ဒါလည်းပြောရမှာဆိုဗမာတန်စင်မဟုတ်ဘူးဘာလို့ဟိုတရုတ်ပြည်မှာသွားရင်ဒီလိုမျိုးကြားရမှာပဲထိုင်ဝမ်မှာကြားရမယ်ယူရီးယားမှာကြားရမယ်ဆိုရင်ဟိုကိုရီးယားမှာလည်းကြားရမယ်ဂျပန်မှာလည်းကြားရမယ်ဆင်တာပြောတာနော်ဆင်တော့ဟုတ်ကဲ့ဗမာ music လို့အတိအကျပြောလို့မရပြန်ဟုတ်ကဲ့ပါခင်ဗျာဟုတ်ကဲ့နားလည်ပြီကိုပြောချင်တာတကယ်တော့ဟိုဘာပြောနော်ဒေါမမာအေးတို့လို့ကျွန်တော်တို့အမှန်တမ်းပြောတော့ဆိုင်းဝမ်နဲ့တီးထားတဲ့ဗမာတန်တွေပေါ့နော်ဟိုမှာဒါမှမဟုတ်လဲဆိုင်းဝမ်ကြော်လာပြီးတော့တွန်လေးသိန်းနဲ့လိုဟင်္ဒရာထွန်းရည်လို့ဆိုတာတကယ်ဟိုမြန်မာ country song လို့ပြောလို့ရမှာဒီပြောကြီးလဲပုံစံမျိုးပေါ့နော်ဆိုတော့အခုပြောချင်တာအဲ့လိုမျိုးတကယ်ဗမာသူတို့ပြောသလိုသူတို့မှာတကယ်တမ်းအင်္ဂလိပ် music ပေါင်တွေကိုတော့ဝင်ရလာတော့မသိဘူးသူတို့ကဘယ်နှဘာရှိရမလဲဘားထဲမှာဘယ်နှချက်ရှိမလဲဒါတွေတော့မှသူတို့ရှိလားမရှိလားကျွန်တော်မသိဘူးပေါ့နော်ခုနကိုရီမောင်ပြောသလိုဆိုဟိုဆိုင်းခန်းလိုက်တဲ့ချင်းတွေကဆိုင်းခန်းလိုက်တဲ့ချင်းတွေကရှမ်းတန်စင်တရုတ်တန်စင်တက်တူတယ်ဆိုတော့သူတို့ကရှမ်းတန်စင်လို့ပြောလို့မရဘူးဟုတ်ကဲ့ရှမ်းတန်စင်လို့ပြောလို့ရပါတယ်သို့သော်မက်ဒလီကိုတွားတာလောက်ကြည့်လေနော်ကျွန်တော်ဒီ Oriental အတန်စင်ပေါ့နော် Oriental တန်စင်ထွက်နေသေးတယ်I mean ဒါကလေတရုတ်တို့ဘာလို့စီကနေဆင်းသက်လာတယ်လို့ကျွန်တော်ထင်တာပဲဆိုတော့တော့ပြီးတော့ဟိုဘက်ကိုပို့ပြီးရောက်သွားတယ်လို့ပဲနော်ဒီယူရီးယားတို့တရုတ်တို့ဒါပေမဲ့သူတို့ဥပမာယူရီးယားမှာဆိုလေယူရီးယား pop တွေရှိတယ်လို့ယူရီးယားမှာ country music ရှိတယ်တကယ်တော့ Islam လို့ခေါ်တယ်အဲယူရီးယားတကယ် folk music တွေကြတော့လေကျွန်တော်ဗမာပြည်ကတန်စင်တွေနဲ့တော်တော်လေးဆင်သွားပြီတူနေတဲ့နေရာဖြစ်သွားပြီအဲ့လိုတန်စင်မျိုးတွေကို rhythm ကောင်းနေနဲ့ကောင်း rhythm တွေနဲ့ကောင်း chord တွေသုံးပြီးတော့လုပ်ရင်လုပ်တယ်ယူရီးယားတွေကလုပ်ပြီးသွားပြီကျွန်တော်ဗမာပြည်ကလည်းလုပ်ဖို့ကျွန်တော်အားပေးနေတာပါဟိုမနှောလုပ်တာကျွန်တော်ကြားပါတယ်အဲ့လိုမျိုးတွေကျွန်တော်အစိမ့်မြင့်ကြားချင်တာပေါ့ခုနပြောတဲ့ဟိုဟာလို့စိမ့်လက်ကန်တာလိုမျိုး check တွေလုပ်သွားတဲ့ arrangement မျိုးကျွန်တော်ကြားချင်တာပါဖြစ်စေချင်တာသားစိုးလည်းအဲ့လိုလုပ်ခဲ့ဘူးလေဟုတ်ကဲ့သိတယ်အဲ့ဒါမျိုးတွေကိုပို့ပြီးကျွန်တော်အဲ့ဒါမျိုးဖွင့်ပြလိုက်ရလို့ရှိရင်ဒီကလူတွေကဒါမှဗမာ music ပါဆိုချက်ချင်းလက်ခံတယ်ဟုတ်ကဲ့တူဘူးလို့အရန်ကွာတာအသေးစားလည်းဖြစ်တယ် music လည်းမြူးကြတယ် quality လည်းကောင်းတယ်ပြီးသွားပြီဒါပဲအဲ့ဒါမျိုးတွေကျွန်တော်ညာကြားကြတယ်လေဟုတ်ကဲ့အဲ့ဒီမှာကိုတက်တဲ့ဟိုအဒီပိုင်းပညာပြလို့ရသေးတယ်အကုန်လုပ်လို့ရသေးတယ် drum နဲ့ solo ပြလို့ရသေးတယ်အကုန်ပြလို့ရတယ်တိုးတော့ melody base လုပ်ထားတာကဗမာပြည်ကတကယ် traditional ကိုယူထားတာအဲ့လိုမျိုးလေးတွေပါဒါမျိုးလေးတွေကျွန်တော်ကြားနေတာဥပမာစန္ဒနာဘာပြောလဲဆိုတော့နောက်ဆုံးသူ့ရဲ့ lesson အခုမှဘာပြောလဲဆိုတော့ music ကတဲ့တကဘာလုံးကအကုန်လုံးကလုတ်ပြီးသွားပြီအစ်စ်မထွက်တော့ဘူးအစ်စ်ကဘယ်ကထွက်မလို့သိလားတဲ့ဆိုတော့ပြောတာဆိုတော့ဘာပြောလဲဆိုတော့အစ်စ်ကတဲ့ Africa ကပဲထွက်နေမယ် music အစ်စ်က Africa ကပဲထွက်နေမယ်လို့သူပြောတယ်တ
ပေမဲ့စန်တနာဗမာပြည်အကြောင်းမသိဘူးလေစန်တနာဗမာတန်လည်းမကြားဘူးကဲတော့သူကြားဘူးလို့ဆိုလို့ရှိရင်သူငါတို့ဗမာပြည်ကနေလည်း music အသစ်ထွက်နိုင်သေးတယ်ဆိုတာသူလည်းမြင်မှာပါနော်သူတွေမြင်သေးဘူးဗျမမြင်သေးဘူးဟုတ်ကဲ့အဲ့ဒီကွက်လက်ကိုရေမွန်တို့ပါဝိုင်းဖြည့်ပေးဖို့လိုမယ်ထင်တယ်ဟုတ်ကဲ့ကျွန်တော်လုပ်ချင်ပါတယ်ကျွန်တော်လုပ်ဖို့လည်းစိတ်ကူးရှိပါတယ်ကုပိတာကျွန်တော်ဆောင်းဗုဒ္ဓတချင်းတွေပေါ့ဆရာစိုက်ခမ်းတဲ့တချင်းတွေကိုအခုလို creation တွေနဲ့ပြန်လုပ်ရင်လေရနေပေါ့ဒါနော်ဒါ idea ပေါ့တကယ်ပြန်လုပ်လို့ရတဲ့တချင်းတွေရှိတယ်သူကတော့တကယ် own ပါပဲသို့တော့ influence ဆိုတာရှိနေမယ်ဆရာစိုက်ခမ်းတဲ့တချင်းတစ်ပုဒ်ကိုဘယ်လိုရေးလဲတော့ကျွန်တော်မသိဘူးစာသားကိုဒီချပြီးမှတန်စင်ထက်လားတန်စင်ရောစာသားကိုတစ်ချိန်ထဲမှာသူဂီတာတီးပြီးတော့သူဆိုချလိုက်တာဒါတော့သူနဲ့တွေ့မှကျွန်တော်မေးချက်လို့တွေ့တာလည်းသိကြနေanyhow အခုနောက် musician တွေကလည်းခုနဟိုစိတ်လက်ကန်တာကိုပြောင်းလိုက်တယ်လို့မျိုးပဲစိုက်ခမ်းလေးရဲ့ melody တချင်းလေးတွေကိုလည်းပြန်ပြောင်းအဲ့ဒါလေး creation ပဲဒီကျွန်တော်တို့ပြောဒီလိုမျိုးလေးတွေ musician တွေလောက်ကြရင်လည်းကောင်းပါတယ်ပေါ့